နောက်တစ်ဖက်ဖျားသခင်ကိုလည်းအထူးပဲကျေးဇူးတင်တယ်ဘာလို့ဆိုတော့နော်ဒီလိုဒီအချိန်မှာမတည့်ရပြီးတော့ကောင်းမွန်စွာနော်ကျမ်းမာစွာပြင်စကားပြောနိုင်ခွင့်ပေးတဲ့အတွက်ဖျားသခင်ကျေးဇူးတင်တယ်ကျွန်တော်ဒီနေ့ပြောချင်တဲ့ဟာတွေကတော့နော်ဒီလိုကျွန်တော်နှုတ်ကလေးတော့ရေးထားလာခဲ့တယ်ဒီနေ့ကျွန်တော်ကြမ်းချက်လေးကတော့ဂလာတိဩဝါဒစာအခန်းကြီး9အငယ်21ကျွန်တော်ကြမ်းချက်လေးတစ်ခေါက်ပြန်ဖတ်ချင်ပါတယ်ဇာတိပဂတိအကျင့်ကိုကျင့်သောသူတို့သည်ဖျားသခင်ဤနိုင်ငံတော်ကိုအမွေမခံရကြဟုအထက်ကငါပြောနှင့်ပြီးသည့်အတိုင်းယခုပင်လည်းငါပြောနေ၏ကျွန်တော်တို့နော်ဒီနေ့လူတွေစီကနေဖျားသခင်မျှော်လင့်တာဒီကအကုန်လုံးအတူတူပဲလားကျွန်တော်တို့စီကနော်ဖျားသခင်ကကျွန်တော်တို့ဆိုရင်တခါလေကြာရင်ကိုယ့်ရဲ့စိတ်ညစ်စရာဝမ်းနည်းစရာလိုချင်တဲ့တောင်းတမှုကိုဖျားသခင်ရှင်မှာဆုတောင်းကြတယ်ဖျားသခင်ကလည်းကျွန်တော်တို့ရှိလိုချင်တဲ့ဟာရှိတယ်အဲ့ဒါကတိုက်ဆိုင်မှုရှိရလားကျွန်တော်တို့ကြီးပဲတခါလေကြာရင်တောင်းဆိုတာအယမ်းများနေတယ်ဖျားသခင်စီကပြန်လာတဲ့ဟာကိုကျွန်တော်တို့ ਨੇ ဆုတောင်းတဲ့ဟာနဲ့တိုက်ဆိုင်မှုရှိရလားဆိုတဲ့ဟာလေးကိုကျွန်တော်မေးချင်ပါတယ်ဒုတိယဆက်ကတော့ဗာလဲဆိုတော့ယေရှုနောက်ကိုလိုက်ဖို့တဲ့ကျွန်တော်ဒီကျမ်းပိုက်လေးတဲ့စာအုပ်တွေလိုက်ဖတ်ကြည့်တယ်နော်ယေရှုနောက်ကိုလိုက်ဖို့တဲ့အလုတ်အကင်မိသားစုနော်အသက်မူဝမ်းကြောင်းပညာရဲ့တစ်ခုကိုစွန့်ပြစ်ရမှာလားဖျားသခင်နောက်ကိုလိုက်ဖို့တစ်ခါလေကြာရင်ဘာလို့ပါကြမယ်တစ်ခါလေကြာရင်ဖျားအောင်သွားမယ်ဆိုဟာအင်းကကလေးနေမကောင်းဘူးဆိုရင်ကိုယ့်ရဲ့စိတ်ကအိမ်ဒီကလေးဘက်ကိုရာခိုင်နှုန်းပုံများလာဖျားကြောင်းဘက်ကိုနည်းနည်းလစ်ဟာဖို့တပြေးဖြစ်လာတာဖျားသခင်နောက်ကိုလိုက်ဖို့တော့မဟုတ်ဘူးဖျားသခင်ဖျားကြောင်းနဲ့တွားဖို့အရေးတော့တစ်ခါလေကြာရင်နားလည်မှုလေးတွေလိုအပ်ချက်လေးတွေရှိလာပါတယ်နော်ယေရှုနောက်ကိုလိုက်ဖို့ပြင်တဲ့အရာမှာအတားအဆီးစူးညောင်းခလုတ်တွေရှိနေလားတဲ့တွေးပါနော်တွေးကြည့်ပါနော်စဉ်းစားပါတခါလေကြာရင်ကျွန်တော်တို့ယေရှုနောက်ကိုလိုက်ဖို့အတွက်စူးညောင်းခလုတ်နော်ဘာတွေများလဲဒီကျမ်းပိုက်ထဲမှာရှိတယ်နော်ရန်ညိုးဖွဲ့ခြင်းနော်တခါလေကြာရင်တောင်းနေတယောက်ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ရန်ညိုးဖွဲ့ကြတယ်ညင်းညူးစွာကျင့်ခြင်းခါကြရင်နော်နည်းနည်းနာကျင်လိုက်တာဟောငါဒီနေ့ဖျားသူနာသူဖြစ်နေသလိုပဲဖျားကြောင့်မတော်ရင်ကောင်းမယ်မဟုတ်ရင်ဟာဖျားစုတောင်းဖို့လည်းငါ့ခေါ်တာငါမတော်လိုက်ရင်ကောင်းမယ်ညင်းညူးခြင်းသူတစ်ပါးကိုပြူစားခြင်းအချင်းချင်းကွဲပြားခြင်းတဲ့ကျွန်တော်သင်တော်ထဲမှာနော်တရားတရားကွဲပြားပြားဆက်ဆက်တာအတူရင်ကြတော့ငါမတော်ဘူးနော်သူနဲ့ငါနဲ့မခေါ်ဘူးသူမျက်နှာငါမကြည့်ခြင်းဘူးသူအတန်နဲ့နားမထောင်ခြင်းဘူးအဲ့လိုလူမျိုးတွေများဖြစ်နေမလားနောက်တစ်ခုကတော့ဗါလဲဆိုရန်တွေ့ခြင်းတဲ့နော်ဒါကတော့ကျွန်တော်တို့ဘောဇန်တစ်လျှောက်လုံးမှာမဖြစ်မနေဖြစ်တဲ့အားလေးဖြစ်ပါဒါကြဒေါသဖြင့်ရန်တွေ့တတ်တယ်နော်အဲ့ဒါလေးကဖျားသခင်နောက်လိုက်ကိုလိုက်ဖို့အတွက်ဖြစ်နေတဲ့အဆူညောက်ခလုတ်လေးဖြစ်ပါတယ်နောက်တစ်ခုကတော့ဂုံပြိုင်ခြင်းတဲ့နော်ကျွန်တော်တို့စနေသင်းမှာတော့မရှိဘူးတချို့ပြင်လောကမှာဆိုအရန်ဂုံပြိုင်တယ်နော်ငါမှာဆွဲကြိုး2ကုန်းနဲ့မှာဆွဲကြိုး1ကုန်းအောက်စားတစ်ချက်သားနဲ့ငါမှုသားနဲ့မှာ10သိန်းရှိရင်ငါမှာ9သိန်းပဲရှိရဘာတွေမှမသိဘူးပြိုင်နေကြတဲ့လူအများကြီးပဲရှိတယ်နော်နောက်တစ်ခုကတော့ငင်းခုန်တယ်တဲ့နော်တခါလေကြာရင်ကျွန်တော်တို့ငင်းခုန်တယ်ဘာမဟုတ်တာလေးနဲ့ငင်းခုန်တဲ့လူတွေတော်တော်များကြတယ်နော်တခါလေကြာရင်နော်ဒီအဖြေကနော်ကျွန်တော်ဒီနေ့ဆိုဗီဒီယိုကလစ်လေးတစ်ခုကြည့်လိုက်တယ်နော်တကယ်ညှောက်ရန်ဖြစ်လာခြင်းဆရာကနေဘောလုံးလုံးအလေမှာချလိုက်တယ်မင်းဒီဘက်ကဘာမြင်လဲအဖြူရောမင်းဒီဘက်ဘာပြင်လဲအနဲ့ရမင်းတို့အဖြေမှန်ရဲ့လားမှန်မှမှန်နော်โอเคအဲ့ဒါဆိုရင်ဒီဘက်ကလူကဒီဘက်လားဒီဘက်လူကဒီဘက်ကိုလာလိုက်ပြန်ကြည့်ဟာဆက်ဒီဘက်ကအမဲဖြစ်နေဟာဒီဘက်ကလည်းအဖြူဖြစ်နေဟုတ်တယ်နော်ကိုမြင်တဲ့ဘက်ကတော့အကုန်လုံးအမှန်တရားကြီးပဲဒါပေမဲ့တစ်ဖက်လူရဲ့နေရာမှာသွားပြီးတော့တဲ့ကြည့်ကြည့်ပါတဲ့ तू မှားလားမှန်နေလားသွားပြီးတော့အတူတူရှင်တွဲပြီးတော့ကြည့်ကြည့်ပါတဲ့အဖြေတစ်ခုထွက်လာပါလိမ့်ကိုယ့်ဘက်ကိုပဲနော်ငါမှန်တယ်ငါဆိုတဲ့ဟာကြီးကိုမလုပ်လိုက်ပါနဲ့ကျွန်တော်အဲ့ဗီဒီယိုကလစ်လေးတစ်ခုကြည့်လိုက်ရတဲ့ကျွန်တော်ဒီပြန်ပြီး sharing လုပ်နေဖြစ်ပါတယ်တခါလေကြာရင်ကျွန်တော်တို့ကတခါလေကြာရင်ကိုကတစ်ဖက်လူရဲ့အမြင်ကိုအကြည့်ကိုပဲကြည့်ပြီးတော့ तू မှားတာကြီးပဲမြင်တတ်တယ်တခါမှကျွန်တော်တို့ तू ဘာကြောင့်မှားလဲ तू ဘာကြောင့်ဒုမိုးပြောရလဲဆိုတော့ကျွန်တော်တခါလေကြာရင်မစင်စားမိဘူးမတွေးတော့မိကြပါဘူးနော်ကျွန်တော်တို့ဖျားသခင်နောက်ကိုလိုက်ဖို့ယေရှုနောက်ကိုလိုက်ဖို့နော်လက်တွေ့ဆွတ်လွတ်နိုင်တဲ့အရာတွေကဘာတွေရှိမလဲနော်မဆိုရင်ဥပမာအားဖြင့်ကျွန်တော်တို့ဖုန်းထဲမှာသုံးတဲ့နော် TikTok တို့ YouTube တို့နော်ကျွန်တော်ကြည့်မဲ့အချိန်အများကြီးရှိပါတယ်ကျွန်တော်လူငယ်တွေဆို game စားတယ်နော်
အဲ့အချိန်လေးကိုတဲ့ကျွန်တော်နည်းနည်းလေးနော်ဘလောက်ပဲအချိန်ကန့်သက်လေးနဲ့သုံးလိုက်မယ်နော်အဲ့အချိန်လေးကိုကန့်သက်ပြီးထားပါတော့ကျွန်တော်တို့အခုဂိမ်းကစားမယ်လူငယ်ဆိုဂိမ်းရင်းကစားကြတယ်ဒီနေ့ကိုစော့နေတစ်နိုင်လေးဖြစ်သွား2နိုင်လေးဖြစ်သွားနိုင်တယ်ဒါပေမဲ့ကျွန်တော်ဖုန်းလေးကိုနော်တိုင်မာလေးပေးထားပြီးတော့လမ်းမြည်တစ်ခါကြာကျွန်တော်ရက်လိုက်မယ်အဲ့အချိန်မှာကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဖျားသခင်ရဲ့စကားပြောမယ်ဆုတောင်းမယ်ကျမ်းစာဖတ်မယ်ဆိုရင်တဲ့နော်အရန်ကောင်းမယ်ဖြစ်ပါတယ်တဲ့အဲ့ဒီအချိန်ကတော့ဘယ်လိုအချိန်လဲညနေပိုင်းကြီးဆိုလည်းမကောင်းဘူးလားဘာလို့ဆိုတော့နော်ညနေပိုင်းကျရင်လူကတုံးပူလို့အိုက်လို့မိုးရွာလို့နေပူလို့နော်မီးပြက်လို့အမျိုးမျိုးနဲ့စိတ်ညစ်မနဲ့စောစောစီးမှာကျွန်တော်တို့ခါလေးကြရင်နော်ကျွန်တော်ဆိုဘာလို့လဲဆိုမနက်ပိုင်းအေးရနိုးရနဲ့ဖုန်းထဲမှာနော်ဘာတွေများဖြစ်လဲအရင်ဆုံးသိချင်တယ်ဖုန်းကြည့်မိတယ်အဲ့အချိန်လေးကိုဖွင့်ကြည့်ပြီးတော့ကိုကြည့်ပြီးတော့ဆန္ဒထားပါတော့15မိနစ်မှန်းလိုက်ပြီးဆို15မိနစ်တစ်ခါကျမိနစ်30ဖြစ်သွားတယ်ဒါပေမဲ့အတိအကျလေး15မိနစ်လောက်ကိုမှန်းပြောတာနဲ့ကျန်တဲ့15မိနစ်ကိုကျမ်းစာဖတ်လိုက်ပါတဲ့ဘုရားသခင်ရဲ့စကားပြောပါတဲ့အဲ့ဒါဆိုရင်ဘုရားသခင်ရဲ့နောက်လိုက်နော်ဖြစ်နိုင်ဖို့အတွက်ဟာလေးတွေဖြစ်နိုင်တယ်နောက်ပြီးတော့ဒီကျမ်းစာဖတ်ခြင်းအပြင်ကျွန်တော်တို့အတွက်ဘာတွေနှိုးဆော်ချက်တွေရလိုက်မလဲတခါလေကြာရင်ကျွန်တော်တို့ online မှာကြည့်လိုက်ဆိုဘာဖြစ်လဲတခါလေကြာရင်နော်ဟိုတောက်ခုတ်တယ်တော့ကျွန်တော်မဟုတ်တော့ဒီတည်းလှုပ်လိုက်ပြန်ပြီဘာဖြစ်သွားဟာတနာစရာလေးကွာဒီကအချင်းရုပ်ပြန်ပြီနော်ဒါတွေနဲ့ပဲပြီးဆုံးသွားတယ်ဒီနေ့မနေ့မှာကျန်းစာလေးဖတ်လိုက်နော်ဒီကျန်းပိုက်လေးကငါ့ကိုဗာများခွန်အားပေးလေနော်ငါရဲ့စိတ်တဲ့ခွန်အားကိုဗာပေးလိုက်လေဆိုပြီးတော့ကျွန်တော်တို့အတွက်ကောင်းကြီးတစ်ခုရရှိမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ရဲ့ဖျားသခင်နောက်ကိုလိုက်မယ်ဆိုရင်တော့တစ်ခုမဟုတ်တစ်ခုကတော့ခြံထားစွတ်ပစ်ခဲ့ရမှာအမှန်ပါပဲနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဖျားသခင်ထံမှာမိမိကိုနော်အလုံးစုံအနံ့ဖို့ပဲဖြစ်ပါတယ်နော်ခါလေကြာရင်ကျွန်တော်တို့ကဘုရားသခင်စီကိုလုံးလုံးအနံ့ဖို့အတွက်အချိန်တွေမိနစ်တွေစက္ကန့်အလိုက်ကျွန်တော်တစ်ခါလေကြာရင်ပေးဖို့အတွက်တွန့်တူတတ်ပါတယ်နော်ဘာကိစ္စလေးရှိလို့ဘလို့ကိစ္စလေးရှိလို့ဆိုပြီးတော့ကျွန်တော်တို့ကဘုရားသခင်ရဲ့ခြေတော်ကိုပြန်သွားပြီးတော့နော်ဥညွတ်ပတ်တဲ့အချိန်တွေကိုလောက်လာမှုမရှိခဲ့တဲ့အချိန်တွေရှိခဲ့ပါတယ်ဒါတွေကိုကြည်ချင်းအဖြစ်နော်ကျွန်တော်တို့မှာဘာတွေများလိုအပ်နေလဲကျွန်တော်ခုနပြောသလိုနော်ဒီလာဒီဩဝါဒစာဆောင်အခန်းကြီး9ဟိုနော်19 20 21ကိုစဖတ်ကြည့်မှဆိုကျွန်တော်ပြောတဲ့ဟာလေးအကုန်လုံးတွေ့ရမှာဖြစ်ပါတယ်နော်သူတစ်ပါးပြူသွားတာအချင်းချင်းကွဲပြားတယ်လို့နော်အခုဆိုရင်တော့နောက်ဆုံးအဆင့်ကျွန်တော်အဲ့ကျမ်းစာပြောတာသူ့အသက်ကိုတတ်ခြင်းတဲ့ဒါကတော့တော်တော်ကြီးကိုဆိုးရတဲ့နောက်ဆုံးအဆင့်ရောက်တာသူ့အသက်ကိုတတ်ခြင်းဒီဟာလေးလုံးမယ်ဆိုရင်တော့နော်ဘုရားသခင်ရဲ့နိုင်ငံတော်ကိုအမွေမခံရကြတဲ့တခါပြောပြီးသွားပြီဖြစ်ပါတယ်ကျွန်တော်တို့ထဲမှာကောကျွန်တော်တို့ပြောသွားတဲ့ညီညွတ်ခြင်းတွေရန်တွေ့ခြင်းတွေဂုံပြိုင်ခြင်းတွေနော်တယောက်နဲ့တယောက်ရန်တွေ့တာတွေဂုံပြိုင်တာညင်းကုန်တာတွေရန်ညိုးပွဲတာတွေနော်သူဘာရဲ့ဟိုဟာနော်အခုဆိုရင်ကျမ်းစာထဲမှာဆိုသူတစ်ပါးမရဘူးပြတ်မှားခြင်းနဲ့နော်အဲ့ဒါပါတယ်နော်ကျွန်တော်အဲ့ဒီထဲမှာကောကျွန်တော်ပါနေပြီလားအဲ့ဒါဆိုရင်တော့ကျွန်တော်မကျမ်းပိုက်ထဲမှာပါတယ်ဘုရားသခင်ရဲ့နိုင်ငံတော်ကိုအမွေမခံရကြနော်လူတိုင်းမှာတော့အမှားရှိတယ်နော်ကျွန်တော်ဆိုလို့ပေါ်အောင်ဆိုသေးတယ်နော်ကျွန်တော်ဆိုရင်တော့ဘယ်မှာသွားညှိနေဆို2ချက်3ချက်လောက်သွားညှိတယ်ရန်တွေ့တယ်ညင်းခုန်တယ်နော်အစင်မြဲကျွန်တော်ဆိုရင်နော်ရန်တွေ့ရန်တစ်ခါလေးကြာရင်စိတ်ရန်ဆိုးလာရင်ဖြစ်တတ်တယ်နော်ရန်သူများကိုအမလည်းမရှောင်ကိုမိမလည်းမရှောင်တစ်ခါလေးကြာရင်ရန်တွေ့ရန်ဖြစ်တတ်တယ်အဲ့မှာကျွန်တော်ညှိနေပြီအဲ့မှာဆိုရင်ဒီကျမ်းပိုင်းနဲ့ဆိုကျွန်တော်ကဘုရားသခင်ရဲ့နိုင်ငံအမွေကိုမရအောင်ကျိတ်တင်နေဒါကိုရှောင်ရှားမှာဖြစ်ပါတယ်နော်နောက်တစ်ခုကတော့ကျွန်တော်တို့ညင်းခုန်တာဘာမဟုတ်ဘဲနဲ့ညင်းခုန်ကြတယ်နော်ဒီချိန်မှာငါဒီချိန်ပဲပြန်လာတကယ်တော့ကျွန်တော်လောက်ကြနေကျွန်တော်သိတယ်အဲ့ငါ9နိုင်ပြန်လာ9နိုင်ငါလာတယ်နော်တစ်ခါကျ9နိုင်15ဖြစ်သွားတယ်အဲ့15မိနစ်ကကျွန်တော်မမြင်ဘူးအဲ့ကျညင်းခုန်နေတာအိမ်ထဲဝင်လာဖို့ရေးအဲ့လိုမျိုးညင်းခုန်နေမယ်ဆိုရင်တော့ဒီကျမ်းပိုက်တဲ့အတိုင်းနော်ဘုရားသခင်ရဲ့နိုင်ငံတော်ကိုအမွေမခံရကြဆိုတဲ့အတိုင်းမှာကျွန်တော်တို့ပါသွားမှာဖြစ်ပါတယ်အဲ့တော့ဒီမှာရှိသောနော်ဆရာသမားကြီးကိုအားလုံးအတွက်ပြောလို့ပါတယ်ကျွန်တော်တို့မှာပြင်ဆင်ဖို့အတွက်အားများလိုအပ်နေပါလေနော်ခုနကကျွန်တော်ပြောသွားသလိုကျွန်တော်တို့ရဲ့အချိန်လေးစက္ကန့်တွေမိနစ်တိုင်းလိုက်ကိုကျွန်တော်တို့နည်းနည်းလေးကန့်သက်ပြီးတော့နော်ကျွန်တော်ဖုန်းတွေကြည့်နေမယ်ဂိမ်းတွေကစားနေမယ်နော်တန်နေတယောက်ပြစ်တင်ဝေဖန်နေမယ့်အချိန်တွေကိုနော်နည်းနည်းလေးကန့်သက်ထားပြီးတော့ဘုရားသခင်နဲ့စကားပြောမယ်ကျမ်းစာဖတ်မယ်ဆိုရင်ဘုရားသခင်နဲ့စကားပြောဖြစ်ကျမ်းစာထဲမှာဖြစ်ကျွန်တော်တို့ခွန်အားရစေမယ်အကြောင်းရင်းတစ်ခုတော့ပြင်ရမှာဖြစ်ပါတယ်အဲ့ဒါဆိုကျွန်တော်တို့ငြိမ်သက်ခြင်းတစ်ခုကိုပို့ပြီးရမှာဖြစ်ပါတယ်နော်အဲကျွန်တော်ဆိုတစ်ခါလေကြာရင်အိမ်မှာနော်ဒီနေ့ညနေကိုပြဆိုတော့မိသားစုလိုက်ဆူတောင်းမယ်ဆို
ပြီးတိုင်းနေဆူတောင်းလိုက်ဆိုကျွန်တော်ဟာဒီနေ့ငါစိတ်မကြည်ဘူးဆူတောင်းခြင်းကျွန်တော်ပြောတယ်ကျွန်တော်မှကျွန်တော်တို့အထူးဆူတောင်းပေးတယ်နော်ကျွန်တော်တို့အမနော်သူရဲ့နော်ထီတွေးပါပဲကျွန်တော်ပြောတယ်ကျွန်တော်စိတ်ထဲမှာတစ်ခါကျကလစ်ဖြစ်တယ်နော်ကျွန်တော်တကယ်စိတ်ဆိုးနေလို့ဘုရားမဆူတောင်းခြင်းလားကျွန်တော်စိတ်ကြည်နေဆူတောင်းပေးတယ်နော်အဲ့လိုပြောလိုက်ကျွန်တော်စိတ်ထဲမှာကလစ်ဘာဖြစ်နေမှန်းမသိဘူးနော်စိတ်ဆိုးခြင်းလားရန်တွေးခြင်းလားမသိအဲ့လိုဖြစ်မိရပေါ့နော်ဒါပေမဲ့နော်ဆူတောင်းပေးပြီးတော့ကျွန်တော်ရဲ့စိတ်ကအနေငယ်ငြိမ်သက်လာနော်ခုနကစိတ်ဆိုးစိတ်ကောက်နေတဲ့ဟာနည်းနည်းလေးစိတ်ထဲမှာနည်းနည်းငြိမ်သက်သွားတယ်ဒါကိုကြည့်ခြင်းအပြင်ဘုရားသခင်ရဲ့နော်ကျွန်တော်နှလုံးသားလာပြီးထိတွေ့တယ်ဆိုတော့ကိုနော်ပြောချင်တာဖြစ်ပါတယ်နော်အဲဒါကြောင့်ဘုရားသခင်ကသူ့ရဲ့မေတ္တာမျိုးကိုနော်သူတစ်ပါးထံဝင်ငှနိုင်ဖို့တင့်တက်တာကိုအသုံးပြုနိုင်ပါလေနော်ဒါကတော့ကျွန်တော်ဒီနေ့ရှာထားတဲ့စာတိုင်းနောက်ဆုံးစာသားလေးကျွန်တော်အရင်ကြိုက်လို့ကျွန်တော်ခုပြောခြင်းဖြစ်ပါတယ်ဘုရားသခင်ကသူ့ရဲ့မေတ္တာမျိုးသူတစ်ပါးထံဝင်ငှနိုင်ဖို့တင့်တက်တာကိုအသုံးပြုနိုင်ပါလေကျွန်တော်တို့ကဘုရားသခင်ရဲ့သားသမီးတွေဘုရားသခင်ရဲ့နောက်လိုက်တွေဖြစ်ပါတယ်သူမေတ္တာပြနိုင်တယ်လို့မျိုးကျွန်တော်တို့ပြနိုင်ရမယ်ဆိုတော့ကိုပြောကြတာချင်းဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့နော်ဘုရားသခင်လိုတော့အရာတိုင်းကိုသိခတ်နိုင်စွမ်းတော့ရှိမယ်လို့တော့ကျွန်တော်မထင်ဘူးနော်10ခုမှာတော့9ခုလောက်ကတော့ဒေါသပြတ်ထွက်မှစိတ်ထဲမှာတော့ပြန်ပြီးပြောရင်ပြောနေလိမ့်မယ်နော်ဘယ်လိုပဲဖြစ်ပါကျွန်တော်တို့ဒီနေ့ဒီကျမ်းပတ်လေးတဲ့အတိုင်းနော်ဘုရားသခင်ရဲ့နိုင်ငံတော်အမွေခံရကြဖို့ကျွန်တော်တို့စိတ်ထဲမှာမှားယွင်းနေသောအရာများအမှောင်ချနေသောအရာများအမှောင်ချနေသောအရာဆိုတာဘာလဲဆိုတော့မှားမှန်သိရတာနဲ့လုံနေသောအရာများရှိပါတယ်အဲ့ဒါတွေကိုဖေရှားပေးဖို့ဖြစ်ပါတယ်နော်ကျွန်တော်ခဏပြောတယ်ကျွန်တော်ကလေးတွေကျွန်တော်ကျောင်းစာသင်တယ်ကျွန်တော်ကလေးတွေအစမဲ့ပြောပါတယ်ကိုယ့်ရဲ့မှားတဲ့ဟာကိုဆရာအကုန်လုံးမသိနိုင်ဘူးသိရလူ2ယောက်ပဲရှိတယ်မိမိကိုယ်တိုင်နဲ့ဘုရားသခင်ဖြစ်ပါတယ်နော်အဲ့ဒါကိုပြင်ဆင်ဖို့အတွက်ကတော့ဘုရားသခင်ကနော်ညံတော်ပွေးပြီးကိုကတော့မလိုက်လို့ဘူးဆိုရင်တော့လမ်းကြောင်းမပြင်ဘူးဆိုရင်တော့အမှောင်တော်တွေပဲဆက်ပြီးရောက်ရှိနေမှာဖြစ်ပါတယ်နော်အဲ့လိုမျိုးတစ်ခါလေးကြာရင်ပြောရင်တချို့တလေကတော့ပြောင်းလဲသွားတယ်ဒါပေမဲ့ရက်ပိုင်းပဲနော်2ရက်3ရက်ပြီးအရင်ပုံစံတိုင်းပြင်ဖြစ်သွားဒါပေမဲ့ကျွန်တော်တို့ကတော့ပုံမှန်ပြောနေကြတိုင်းပြောနေရတယ်ဆိုနေရဆိုသူ့တို့အစင်မဲကြီးလာရင်တော့ပြောင်းလဲသွားမယ်လို့တော့ကျွန်တော်ထင်တယ်နော်ကျွန်တော်တို့လည်းဒီတိုင်းပါပဲနော်အသက်အရွယ်ပိုင်းခြားနဲ့မဆိုင်ပါဘူးကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်နဲ့ပဲဆိုင်ပါတယ်နော်တချို့တလေအရာတွေကလူကြီးမလို့လူငယ်မလို့တက်ငယ်မလို့တက်ကြီးမလို့ဆိုတာမရှိပါဘူးနော်တခါလေကြာရင်ကျွန်တော်တို့လှုပ်ချင်တဲ့ဟာကိုစွန့်မှိတ်ပြီးမျက်လုံးမှိတ်ပြီးလှုပ်တတ်တဲ့လူတွေရှိပါတယ်အဲ့ဒါကမှားလားမှန်လားကိုယ့်အကိုဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်ဘယ်ရမဆိုရင်နော်ဖခင်ကအစင်မဲဟန်တာတဲ့အရာတွေရှိပါတယ်ကိုယ့်အကိုစိတ်နှလုံးသားထဲမှာထစ်နေစိတ်ထစ်တဲ့ဟာတွေတစ်ချက်လေလို့ရှိတတ်ပါတယ်အမှားလုပ်မယ်ဆိုစိတ်ထဲမှာငါသွားမှာဒီတနေရာသွားမှာစိတ်တဲ့တစ်မျိုးကြီးပဲဒါပေမဲ့ကိုရောက်သွားရင်ဖျားသခင်တော့မဟုတ်ကျွန်တော်တို့အပေါင်းအသင်းကြားမှာမဖြစ်တဲ့ဟာတွေဒီမလုပ်မိရဟာမလုပ်တဲ့ဟာတွေတားမြစ်တဲ့ဟာလုပ်ဖို့ ready ဖြစ်နေတော့တွေ့ရတယ်အဲ့ရန်ကျုပ်ကိုယ်စိတ်ပုံမူတည်သွားပြီနော် line ပေါ်ရောက်သွားပြီနော်လမ်းကြောင်းအမှောင်ပေါ်ရောက်သွားပြီတကားဝရောက်နေပြီအထဲဝင်မလားပြန်လှည့်မလားနှစ်ခုပဲရှိပါတယ်ငါဒီမဲရောက်နေပြီကွာတော်ပါပြီဒီတစ်ခါလေးမှားတာပါဆိုတော့အခန်းထဲဝင်သွားနောက်တစ်ချိန်လဲဒီတစ်ခါတော့မှားပြီးတော့နောက်တစ်ခါမှားဖို့အတွက်ဘာမှဖြစ်တော့ပါဘူးဆိုပြီးတော့အလိုတိုးရင်နဲ့တပြေးနဲ့အမှောင်တူးတဲ့ထွက်မလာနိုင်တဲ့လူတွေအများကြီးပဲရှိပါတယ်နော်အဲ့ဒီထဲမှာကျွန်တော်မပါသွားဖို့အတွက်လိုအပ်ပါတယ်တကယ်လို့အဲ့လိုအမှောင်တူးထဲမှာသွားပြီးရင်ဆိုင်နေတဲ့လူတွေရှိခဲ့ရင်လည်းပြန်လာခဲ့ပါဘာလို့ဆိုကို့အမှောင်ကိုသိနေပါတယ်ဆိုလေကတော့ငါ့ကိုခေါ်မဲ့လူမရှိဘူးငါအမှားကြီးလုပ်နေတယ်နော်ငါဘယ်သူမှဂိူးမဆိုင်တော့ဘူးငါ့ကိုလူတော့မတိုးတော့ဘူးငါ့ကိုဂိူးမဆိုင်တော့ဘူးဆိုပြီးအတွေးနဲ့အမှောင်နဲ့ပြန်ထွက်လာတဲ့လူအများကြီးပဲရှိပါတယ်ဒါပေမဲ့လူချင်းတော့မသိဘူးဘုရားသခင်ကအစင်မြဲခွင့်လွှတ်ခြင်းများစွာနဲ့ပြန်လဲရခွန်နေပါတယ်ကိုယ့်အမှားဝင်ချတောင်းမှန်ပြီးဘုရားသခင်ရှေ့မှာအစင်မြဲစကားပြောမယ်ဆိုရင်ကိုကပြန်ပြီးတော့နော်လမ်းကောင်းလမ်းမြတ်ကိုပြန်ရဖို့အတွက်လမ်းကြောင်းဘုရားသခင်ပြန်လဲပြမှာဖြစ်ပါတယ်နော်အဲဒါကျွန်တော်တို့ဘယ်လိုပဲဖြစ်နော်မိမိမှာရှိသောအကောင်းတရားအဆိုးတရားအများကြီးပဲရှိပါတယ်အမှုအကျင့်မြောင်များစွာရှိနေပါတယ်အဲ့ဒါကိုတို့ဝတ်မထားပါနဲ့ဘုရားသခင်ကနော်ကျွန်တော်တို့ကိုဘုရားသခင်သားသမီးများဖြစ်တဲ့သူ့ရဲ့မေတ္တာပြသည့်တဲ့သူများကိုလည်းမေတ္တာပြဖို့အတွက်ကျွန်တော်တို့ပြောပြထားပါတယ်နော်အဲကြောင့်ဒီနေ့ဒီမှာရှိတော့ဒီကိုမောင်မများတဲ့ဒီတိုင်းပဲမိမိမှာရှိတဲ့အပြောအဆိုနော်အနေတိုင်းအမှုအကျအားလုံးကိုဘုရားသခင်ရဲ့ကိုယ်အောင်ကိုယ်တည်းဖြစ်ပြီးတော့နော်စံနှမှုကောင်းဖြစ်ဖို့အတွက်ကျွန်တော်တို့ဆက်လက်ရှောက်လန်းဖို့အတွက်အားပေးအားပြုလုပ်ပါတယ်ဒီနေ့နားထောင်မှုအပေါင်းပေါ်တွင်ကျောင်းဝါဆိုတော့ကောင်းကြီးမင်္ဂလာ
ချပေးပါစေ